တို့သမီးတို့လည်းတက်တက်လုံးစာတရဏဂုံပေးလိုက်မယ်ယူသွားမလားကဲယူသွားမယ်ဆိုလက်အုပ်ချီကြလိုက်ဆိုမယ်ဣဇာတကေယနေ့မှအစာပြု၍ပါဏုပေတံအသက်သေးဆုံးသည့်အထိဗုဒ္ဓံတရဏံကိစ္ဆာမိပါဗျာဓမ္မံတရဏံကိစ္ဆာမိပါဗျာသံဃံတရဏံကိစ္ဆာမိပါဗျာဒုတိယံပိဣဇာတကေပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိပါဗျာဓမ္မံတရဏံကိစ္ဆာမိပါဗျာသံဃံတရဏံကိစ္ဆာမိပါဗျာတတိယံပိဣဇာတကေပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိပါဗျာဓမ္မံတရဏံကိစ္ဆာမိပါဗျာသံဃံတရဏံကိစ္ဆာမိပါဗျာဖယားတရားသံဃာယရဏမြတ်သုံးပါးကိုဥထိတ်ထား၍ဖယားတပည့်တော်တို့သည်မြင့်မြတ်တော်မူသောအကျိုးပေးကြီးမားတော်မူသောဂုံကျက်တရေနှင့်ပြည့်စုံတော်မူသောမင်္ဂလာပေါင်းနှင့်ပြည့်စုံတော်မူသောတရဏဂုံတော်မြတ်ကိုအသက်ထဆုံးခံယူပါ၏၆ဒီပါ၏ကျင့်သုံးပါ၏ပွားများပါ၏ရွတ်ဖတ်ပါ၏အရှင်ဘုရားဣဒံမေပုညံနိဗ္ဗာနတ္တဘောရိညာဏတ္တပစ္စယောဟောတုပါဘုရားဖယားတရားသံဃာယရဏမြတ်သုံးပါးဥထိတ်ထား၍ယခုကဲ့သို့တတ္တဆုံးတရဏဂုံသောက်တည်ကြရသောကုသိုလ်ကံစေတနာတကုတေဇောအနုဘောတော်တို့ကြောင့်ဤသာသမီယရဏပေါင်းတို့သည်ယနေ့မှစ၍ဖေဇိုယံဇိုအန္တရေဇိုဂျိုဇိုဇမဇိုယောဂဝေဒနာဇိုတို့မှ၎င်းတဘာဝဘေးဒဏ်ရန်ဇွဲအမျိုးမျိုးတို့မှ၎င်းသူတစ်ပါးတို့ဤနောက်ရခြင်းတိုက်ကိုက်ခြင်းတပ်ပြခြင်းဖျက်ဆီးခြင်းမနာလိုခြင်းဝင်တူခြင်းဒီဟုသောဥပိစေတကဘေးဒဏ်ရန်အသွဲသွဲတို့မှအကကသိမ့်ကင်းလွန်ငြိမ့်ကြသည်ဖြစ်၍တနေ့တခြားတိုးတက်မြင့်မာသောအကျိုးစီးပွားတနေ့တခြားတိုးတက်မြင့်မာသောဖုံကံဉာဏ်ပညာတို့ဖြင့်သာသနာတော်မြတ်ကြီးကိုဘုံဘုရားနဲ့အတူဝိုင်းဝန်းကြကူညီကြစောင့်ရှောက်ကြပံ့ပိုးကြလူကြတန်းကြဒါနပြုနိုင်ကြကုန်သောတာကောင်းယတနာသမီးကောင်းယတနာတွေဖြစ်ကြပါစေကုန်သတည်းကဲဟုတ်ပြီအဲ့ဒီတော့တရဏဂုံကိုသားတို့သမီးတို့ဥနောက်သေးကိုဘုံဘုံအပြည့်ထည့်ပေးလိုက်ပြီးပွားပြီးတော့တကူလုံးပြန့်သွားဖို့ကိုနော်နေ့စဉ်မနေ့သက်စီညနေသက်စီလေးမရွတ်နိုင်ဘူးလားကဲရွတ်နိုင်တယ်ဆိုရင်ဂရိသစ္စာတီကြည်အောင်ဘုံဘုံမေးမယ်ဖယားရှင်ကြီးကဲ့သို့အပ္ပမဒေနတမ္ပါဒေတာလို့မေးမယ်သားတို့သမီးတို့ကရင်ထဲအသေးတဲ့နှလုံးသေးတဲ့ကနေရှိတဲ့အာမဘန်းတွေပါဖယားဆိုတာကိုနော်ခက်ကြဲကြဲလေးဆိုပေးပါသဘောပေါက်လားအဲ့ဒီတော့ဘုံဘုံ၃ချိန်မေးမှာနော်ဒုတိယံပြီးတတိယံပြီးပါအဲ့တော့၃ချိန်စလုံးကိုအာရပါရဆိုပါမမြင်ရတဲ့ပုံကိုယ်တွေလည်းအာရပါရဆိုလိမ့်မယ်နော်အဲ့ဒီတော့အပ္ပမဒေနတမ္ပါဒေထာဒုတိယံပြီးမေးမယ်အပ္ပမဒေနတမ္ပါဒေထာတတိယံပြီးမေးမယ်အပ္ပမဒေနတမ္ပါဒေထာ
ယခုကဲ့သို့ဂတိသစ္စာတည်ကြည်စွာဖြင့်နေ့စဉ်တရဏဂုံတော်မြတ်ကိုရွတ်ပတ်တရစေကြကုန်သောပွားများကြကုန်သောဤသားသမီးယရနာတို့သည်ခံစားနေရသောယောဂဝေဒနာများလည်းပြည့်ပြည့်ပျောက်ကင်းကြပါစေသူတစ်ပါးတို့ဤနှောက်ယှက်ခြင်းတိုက်ကြိုက်ခြင်းတပ်ပြတ်ခြင်းဖျက်ဆီးခြင်းသည်ဟုသောအောက်လန်းတိုက်ဆုံးတိုက်နတ်တိုက်ကဝေတိုက်နော်တင်ញိုင်ကုန်းတိုက်အင်းတိုက်ဆေးတိုက်အစရှိတဲ့အတိုက်ခိုက်တွေကလည်းလုံငင်းချမ်းသာခွင့်ရပါစေဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးကလည်းလွတ်ကင်းပြီးအကျိုးစီးပွားများတိုးတက်ဖြစ်ထွန်း၍အယောင်အဝဲများလည်းကောင်းကြပါစေကြမ်းကြမ်းမာမာချမ်းချမ်းသာသာဖြင့်သာသနာအကျိုးပေးကမ်းချီးမြှင့်မြောက်စားခြင်းဖြင့်ဒါနကုသိုလ်ဖြင့်သာသနာအကျိုးတည်ပိုးထမ်းရွက်နိုင်ကြကုန်သောတာကောင်းယရနာသမီးကောင်းယရနာတို့ဖြစ်ကြပါစေကုန်တည်း